Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့လူသက်သမားလေးဂျယ်လီအပိုင်းတစ်ကလေးကိုတင်ပေးမှာဖြစ်ပါတယ်ရှင် Okay so let's go ဒါပေမဲ့သူ့မှာတခုရှိပါတယ်သူကလူသက်သမားနေရာမှာနာမည်ကြီးရဲ့လူသက်သမားပဲဖြစ်ပါတယ်သူကအရင်ကျောင်းမှာလူတွေအများကြီးကိုတက်ခဲ့ပူခဲ့ပါတယ်ဒါပေမဲ့သူ့ကိုရဲတွေကလုံးဝဖမ်းမမိခဲ့ကြပါဘူးသူကရဲတွေကိုပါပြင်ပြီးတော့တက်နိုင်ရေးဆိုရှိပါတယ်ပြီးရင်သူ့ကိုရဲရဲ့ကြည်စံတွေကလည်းတစ်ချက်မှမထိခဲ့ပါဘူးပြီးရင်သူကဒီကျောင်းကိုဒီနေ့မှပြောင်းလာတဲ့အတွက်ကြောင့်သူကကျောင်းသူတစ်လေးပေါ့သူကကျောင်းပြောင်းလာတာမဟုတ်ပါဘူးသူကြိုက်နေတဲ့စံပိုက်ကဒီကျောင်းကိုပြောင်းလာခဲ့လို့သူကလည်းဒီကျောင်းကိုလိုက်ပြောင်းတာပါဖြစ်ပါတယ်သူကြိုက်နေတဲ့စံပိုင်းလေးရှိရဲ့ကျောင်းကိုပြောင်းလာတယ်လို့လည်းဖြစ်တယ်လို့လူတက်ဖို့အတွက်ပြောင်းလာတာလည်းဖြစ်ပါတယ်သူကကြတော့အရန်ကိုနာမည်ကြီးနေလူတက်သမားဖြစ်ကြတော့သူ့ကိုဘယ်သူမှတော့အနိုင်မယူရခဲ့ဘူးပေါ့နော်အနိုင်မရခဲ့ဘူးပေါ့နော်သူ့ရဲ့တနင်္တာဘွားကကြတော့အရန်ပြောပါတယ်သူ့အမေကလည်းလူသက်သမားပါပဲသူညီမသူ့ကိုအကောင်လုံးကလည်းလူသက်သမားပါပဲအဲ့ဟာနဲ့ပဲသူကလည်းခန်းထဲကိုရောက်သွားတာပေါ့အဲ့ဒီချင်းငါရဲ့စံပိုင်းလေးဒီနေ့လာမလားမသိပါဘူးဟဲ့ငါရဲ့စံပိုင်းလေးဒီနေ့လာရင်တော့တော်တော်လေးကိုကောင်းတာပဲငါအကြောင်းသူတစ်ဆိုတော့ဒီနေ့ကောင်းမလေးတယောက်ကိုတက်ကောင်းတယ်ငါဘာသာငါစိတ်ပိုင်းတက်မယ်ဒါမှမဟုတ်ရင်ငါစံပိုင်းဘေးနာကိုရောက်လာတဲ့သူကိုတက်ပြအဲ့ဟာနဲ့ပဲစကားဆုံးမှာပဲစံပိုင်းရောက်ချလာတာပေါ့ဟေးငါစံပိုင်းလေးလာပြီပဲ Oh my god ငါစံပိုင်းနာကိုဘယ်သူကတ်နိုင်အောင်မလဲလောက်စမ်းငါစံပိုင်းနာကိုသူတွေကတ်နိုင်အောင်မလဲငါစံပိုင်းလေးချောဆုံးပဲငါစံပိုင်းလေးကဘလို့ကြောင်းပြောင်းသွားတယ်မသိဘူးနော်ငါမေးချင်လိုက်တာအိမ်မှာခဏနေချင်းတော့ဆရာရောက်လာတာပေါ့ဆရာကနေပြီးတော့ဂျပန်စာအကလောက်တင်နေတာပေါ့အဲ့ဒီမှာပဲငါဇလန်းကတော့စပါပြီရှင်ခဏလောက်ကြည့်နေပါတော့အဲ့ဒီနာကြည့်နေပါရှင်လာလိမ့်မယ်အဲ့ဒီမှာစူစီဆိုတဲ့ကောင်မလေးကစံဖိုင်းနာကိုရောက်လာတာပေါ့ဆရာရှိနေတော့လာရဲတယ်ပေါ့ဟေးစံပိုင်းရင်ဟုတ်ကဲ့ပြနင်းလေကြရင်ကျမတို့တွေ့ကြမလားဟုတ်ကဲ့တွေ့ပါမယ်ကျွန်တော်လာခဲ့မယ်နော်ဟုတ်ကဲ့ကျမစောင့်နေမယ်နော်ဟုတ်ကဲ့ပါဗျကျမမေးကြလေးရှိလို့ပါဟုတ်ကဲ့ပါဗျကျမတာပြီနော်အဲ့ဒါနဲ့ပဲစူစီလည်းကိုနေရာကိုပြန်ထားလိုက်တာပေါ့ပြန်ထိုင်ပြီးတော့ဂျယ်လီရဲ့စိတ်ထဲမှာတော့ဒီကောင်မတော့စောနေပြီတွေ့အောင်မယ်အဲ့ဒါနဲ့ပဲစံပိုင်းလေးဘိုင်စူစီချင်းထားတဲ့နေရာလေးကိုသွားပြေးတန်းနေအောင်သွားခဲ့ရပေါ့အနောက်မှာတော့ကောင်မငါစံပိုင်းကိုဖိုင်များလောက်မသိစံပိုင်းလည်းမြဲပြေးလွှားရင်းနဲ့သွားခဲ့တာပေါ့အဲ့မှာပဲစူစီကအစင်တစ်ဖြစ်နေအောင်စောင့်နေခဲ့ရပေါ့အားနဲ့ပဲသူတို့ညကစကားတွေပြောနေတာပေါ့ဘလာစူစီကြီးကျွန်တော်ရောက်ပြီနော်ဟုတ်ကဲ့အဲ့ဒါပဲသူတို့ညစကားပြောနေတယ်သူတို့ညမသိလိုက်တာကဂျယ်လီကဘေးနားမှာသူတို့စောင့်ကြည့်နေရအောင်မသိပါသူတို့ညပြောရဲ့စကားတွေအားလုံးဂျယ်လီကကြားနေတာပေါ့ဂျယ်လီလည်းအဲ့ဒါနေပြီးတော့မနှက်ပိုင်းကနေညနေပိုင်းရောက်သွားတယ်လေသူတို့ညကစကားပြောမပြီးခဲ့ကြဘူးလေတနားချိုးသွားတော့
တနိုင်ထိုးသွားတော့ဘာဆက်ဖြစ်မလဲဆိုတာကိုကြည့်တာအဲ့ဒါနဲ့ပဲစံပိုင်းကကြတော့အခန်းထဲမြင်ပြေးပြီးလွယ်ဝင်ယူပြီးတော့ပြန်အမောပန်းစာနဲ့ပြန်သွားတာပေါ့စံပိုင်းကိုကြိုက်နေတဲ့သူရလည်းအများကြီးပါပဲစံပိုင်းကမနေ့မှပြောင်းလာတဲ့သူဖြစ်ပါတယ်စားတန်းနဲ့ကောင်မလေးရကြိုက်နေတာပေါ့စံပိုင်းကလည်းပြေးလာတန်းနေအောင်အိမ်ကိုပြေးသွားပါတယ်ဘာလို့လဲဆိုတော့အိမ်ကသူ့မေကသူ့ရိုက်မှာမို့လို့ပဲဖြစ်ပါတယ်ရှင်စံပိုင်းလည်းပြေးသွားခဲ့တာပေါ့အိမ်ကိုရအောင်မြန်လေးပြေးသွားတာမြန်လေးပြေးသွားနောက်ချီအဲ့ဒီချိန်မှာဘာဆက်ဖြစ်မလဲဆိုတော့အဲ့ဒီချိန်မှာဘာဖြစ်မလဲဆိုတော့ဆူစီကအပေါင်းဂျယ်လီကဆူစီနောက်သွားလိုက်တာပေါ့ဟဲ့ဆူစီရေငါပြောတာကြားလားအော်ဂျယ်လီပါလားအေးငါနေငေါ့ပါပြောမို့လဲဟဲ့နေငါနာမည်အောင်သိနေနော်အမလီသိရပါဟဲ့နေရလဲအေးလာငါတို့ငါနောက်ခဏလိုက်ခဲ့အောင်ဟဲ့နေဘာလို့မို့လဲထက်ခိုးပါငါတို့တက်ကြတော့လေဘာလို့မှလဲဟာငါတို့လေကောင်းလေတဲ့ရောက်သွားပြီးတော့ရှူကြမယ်လေအေးဟဲ့ငါနဲ့မေးစားထူးရှိရဲ့အေးမေးလေဟဲ့ဘာဖြစ်လို့လဲညနေကြလို့ရှိရင်လေငါတို့တူသွားအပြည့်အိမ်ပြန်မယ်နော်အေးခုနလေးနေစံပိုင်းနဲ့ဘာပြောနေလဲဟမ်ဘာမဟုတ်ပါဘူးဟိုကိုစောနဲ့ဘာပြောနေရလဲတို့ကိုစောဟာလားကိုစောငါမေးကြရှိလို့မေကလည်းထမင်းသားလာပါညာပေါ့ဟဲ့ဒီပါဟဲ့ညာလည်းစိတ်တက်ကျွန်တော်ဟာကြောင်ပြမလေးအဲ့လိုလည်းမဟုတ်ပါဘူးဟဲ့ညာလည်းចောင်းသူတစ်စုံနဲ့ရက်ဆိုပါပြီနော်ဟီအဲ့ဒါနဲ့ပဲစူစီကသူ့ကိုတက်ဖို့ခေါ်သွားဆိုတော့သူလုံးဝမသိခဲ့ပါဘူးအမလီခဏနေတော့ဟာဆိုပြီးတော့ဂျယ်လီကထိုက်လိုက်တာပေါ့အဲ့ဒီစူစီဟဲ့နေဘာလို့ရီးနေရလဲဟဲ့နေကလေကောင်းနေတဲ့ရှူမယ်ဆိုပြီးတော့ဘာလို့ဖြစ်လို့ရီးနေရလဲဟဲ့အဲ့ဒါနဲ့ပဲဂျယ်လီကပြန်ပြောလိုက်တာပေါ့ငါနေကိုတတ်မယ်ဆိုတော့နေကလုံးဝမသိဘူးလေတတ်မယ်ဆိုတဲ့အတန်ကြတော့ဂျယ်လီလည်းလန့်သွားခဲ့တာပေါ့နေကစံပိုင်းကိုစကားပြောရဲတယ်ဟဲ့လားနေကငါအရှင်မထားဘူးဟဲ့နေကငါအရှင်လုံးဝမထားဘူးအဲ့မှာပဲစူစီလည်းသူ့ရဲ့စကားကြောင့်တော်တော်လေးကိုလန့်သွားရှာတာပေါ့လန့်သွားအချိန်မှာပဲဂျယ်လီကနေကငါအရှင်မထားဘူးနေကငါလုံးဝအရှင်မထားဘူးနေခုတော့နေရဲ့နောက်ဆုံးခရီးကိုဘယ်သူမှမလာတော့ဟဲ့နေကအဲ့လိုမလုပ်ပါနဲ့အဲ့နဲ့ပဲစူစီကတည်သွားခဲ့တယ်တည်သွားတော့ဂျယ်လီကစူစီကိုခေါ်ပြီးတော့မိသွားရှူတာပေါ့မိသွားရှူခဲ့တာပေါ့အဲ့ဒီမှာမီးရှို့ကန်ရောက်တော့စူစီကိုမီးရှို့လိုက်တာပေါ့အားလုံးကိုကြည့်ပြီးတွေ့sorry ပါရှင်အားနဲ့ပဲဂျယ်လီကလည်းအောက်ထက်ကိုမြန်ဆေးပြီးတော့အိမ်ပြန်ဖို့အတွက်မြန်လေးလုပ်တာပေါ့သူ့အင်ကြီးတွေမှာတော့သူ့ရင်မပေးဘူးလေဘာလို့လဲဆိုတော့သူ့ရဲ့သားကနိုင်ငံသားအနေမှာထားလို့ပါရှင်ဒီစတာသူကလည်းအိမ်ကိုပြန်ဖို့အတွက်ဘာလဲလွဲသွားယူတာပေါ့လွဲအိတ်ယူပြီးလို့ဆိုကြအပြင်ကိုပြန်ပြီးတော့ထွက်လိုက်တာပေါ့ထွက်ပြီးတော့ပြန်ပြီးတော့ပြန်လိုက်တာပေါ့အဲ့လိုကြီးပဲတော့အဲ့လိုကြည့်ဒီမှာရှင်အပိုင်းလေးကိုမင်းမီပေါ့နော်အပိုင်းနဲ့တင်ဖို့တော့နည်းနည်းတော့ကြားမယ်ပေါ့နော်ဘာလို့လဲဆိုမိသားစုမှာစာရေးကြက်နေရတာလဲဆိုတော့မကျူရှင်စာရေးကြက်နေရနည်းနည်းကြားမယ်ပေါ့နော်ဒါဆိုအားလုံးပဲပိုင်အတင်းမီတော့တင်ပြပါမယ်ပါ